ပူပင်ကြတယ်မေးလိုက်သူ့နောက်လိုက်ခဲ့သူကကောင်မလေးနာမှာရှိမယ်ဘုံစံပြောင်းလိုက်ကြလားHello guys, welcome back to Genius Guy Channel. Genius Guy Channel ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဟိုတလောက reaction record တွေပြန်လုပ်မယ်ဆိုပြီးတော့ YouTube ကနေကျွန်တော်ချင်းတွေလန်လို့ကြည့်တာပေါ့နော်အဲ့ထဲမှာကျွန်တော်အရန်သဘောကျတဲ့လူငယ်ဘန်လေးတစ်ခုတွေ့တယ်သူတို့ဘန်နာမည်တော့ကျွန်တော်မသိဘူးပေါ့နော် artist နာမည်ကတော့ကျွန်တော်ငထွတ်လို့ခေါ်တယ်ဒီသချင်းကကျွန်တော်တို့ကြည်နူးစရာကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့သချင်းနာမည်ကကျွန်တော်တို့ Han ဖြစ်ပါတယ် Han ဆိုတာကျွန်တော်တို့လက်ကိုပြောတာပေါ့နော်တခြားအဓိပ္ပာယ်တစ်ခုနဲ့ကျွန်တော်တို့ပြန်ကောက်မယ်ဆိုလို့ရှိရင်တော့ Han ဆိုတာကျွန်တော်တို့အကူအညီတစ်ခုလို့လည်းကျွန်တော်တို့ဆိုလိုရတာပေါ့နော်ဒါကျွန်တော် point of view ပေါ့နော်ဒါပေမဲ့ငထွတ်ကသူဘယ်လိုရည်ရွယ်ပြီးတော့ရေးထားတာလဲဆိုတာကိုတော့ကျွန်တော်မသိပါဘူးဆိုတော့အခုငထွတ်ရဲ့ Han သချင်းအရတာကိုအတူတူညီလိုက်ကြရအောင်ဆိုတော့ Han ငထွတ်ဆိုတော့လူငယ်ဘန်လေးပေါ့နော်ကျွန်တော်တို့ကောင်မလေးတွေရဲ့အသေးဆွဲပုံစံမျိုးဖြစ်မဲ့ဘန်လေးပေါ့နော်ငယ်လေးတွေကျွန်တော်ကြည့်တာနေ့လယ်မှာရက်ထားတာဖြစ်နေ From where am I နော်ငါရှာနေတာရှိမဲ့လေဒူထဲမှာရှေးဝေးတွေဟိုဒီနေမောရှန်နဲ့ဆိုတော့ तू ခေါ်ရတာမိုက်နော်ကျွန်တော်ဒီ drum beat ကဒူဒူ vocal စစဝင်ချင်းမှာဆိုလို့ရှိရင်သူ့အတန်ကကျွန်တော်တို့ soft night ဆိုအတန်နဲ့နည်းနည်းဆင်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒါကျွန်တော် point of view ပေါ့နော်ဒါပေမဲ့သူဆိုတော့ဒီသူ့ရဲ့ vocal ကကျွန်တော်တို့ဒီဟို airy ဆိုတဲ့အတန်လေးပါတယ် airy ဆိုတာကျွန်တော်တို့ဟိုဒီ falsetto မဟုတ်ဘူးဗျာကျွန်တော်ပြောချင်တာဒီလေချောင်းနဲ့အတန်ဒီ airy အတန်လေးလေတန်လေးရှလေးသူဆိုသွားတာမိုက်တယ်စာသားနေနဲ့ဆိုလို့ရှိရင်လည်းချင်းဆဆပိုင်းမှာတစ်စုံတစ်ခုကို तू ကရှာဖွေနေတဲ့ပုံစံမျိုး like it might be အချစ်ဖြစ်လဲဖြစ်မယ်ဘာလို့ဆိုတော့ငယ်ရွယ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီအချစ်တွေကလုံးဝဖူးသစ္စာအချိန်ဆိုတော့လေရှာဖွေတွေ့ရှိအိုးလမ်းများဒီချိန်ဖူးပွင့်တာစာအဖြူရောင်အောက်ကနေဆွေးများ MV ထားလေးမိုက်နော်ကျွန်တော် MV ထားလေးမိုက်လေဆိုတာအခြား MV ဆိုလို့ရှိရင် तू က story နဲ့ရိုက်ကောင်ရိုက်လိမ့်မယ် story ဆိုတာ script တေချာရေးပြီးတော့ဗောနော်ဖြစ်စရာကောင်းတဲ့ပုံစံမျိုး तू ခြားသူတွေရိုက်ကောင်ရိုက်လိမ့်မယ်ဒါပေမဲ့ဒီမှာသူတို့ရိုက်သွားတဲ့ပုံစံကဗန်မန်ဘာတွေကိုပဲရိုက်သွားပြီးတော့ဒီလူငယ်လေးတွေရဲ့ပုံစံကလန်ဆန်တက်ကြွနေတဲ့ပုံစံမျိုးလေးဗောနော်အဲ့လိုမျိုးလေးရိုက်သွားတာseems like သူ့ရဲ့တငယ်ချင်းကို तू ချစ်လားမချစ်လားဆိုတာ तू ရှာဖွေနေတဲ့ပုံစံလေးဖြစ်မှာcross မတိုင်ခင်မှာဆိုလို့ရှိရင် prima ဆိုရတာမိုက်နော်အိမ်မက်လေးဒီ matter ဆိုတာဒီကောင်မလေးနဲ့ဒီအခု तू ကြိုက်နေတဲ့တငယ်ချင်းမလေးနဲ့ तू ကအဝေးကြီးဘွားခီလာအဝေးကြီးရှောက်ဖို့အတွက် तू မျော तू အိမ်မက်မက်တယ်ဆိုပေမဲ့လည်းနီးဖို့လည်း तू မမျောလင့်ရဘူးဘာလို့လဲဆိုတော့ तू စိုးရိမ်တာပေါ့နော်အဲ့ဒီပုံစံမျိုးပေါ့နော် cross မှာဆိုလို့ရှိရင်လည်းပူပင်ကြတယ်မေးလိုက်သူ့နောက်လိုက်ခဲ့ तू ကကောင်မလေးနာမှာရှိမယ်ဒီပုံစံမျိုးပေါ့နော်ဒီဒါလီတီကပုံစံလေးอ่ะသူတို့ကလုံးဝဒီဘယ်လိုပြောမလဲတခုတည်း fashion အွန်တာကိုသူတို့မှငယ်ကုန်ရှိတယ်ငယ်ကုန်နဲ့သူတို့ fashion လူငယ်ဒီဇိုင်းလေးဝတ်ထားလိုက်တယ်ဒါတော့ပဲအများကြီးပြင်ဆင်ထားဘူးလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့သူတို့ music ကိုသူတို့ယုံတယ်သူတို့ music ကမိုက်တယ်ဆိုတာသူတို့သိတယ်အဲ့ဒါကြောင့်ဖြစ်မယ်ကျွန်တော်ထင်တာပေါ့နော်ဘုံစံပြောင်းလိုက်ကြလားဘာကူရောငါဒီဆောင်လို့ရတယ်စိတ်တို့ရောင်ဆိုးတယ်မင်းလက်တဲ့တော့မလို့
မိုင်းရနော်ဒုတိယကျွန်တော်ပြောသလိုပဲသူတငယ်ချင်းဖြစ်မယ်လို့ဒုတိယ pre မှာဆိုလို့ရှိရင်သူတို့ရဲ့တန်ရုံးစင်းတွေကိုသူရောင်စိုးတော့မယ်လိုက်ခဲ့ငုံနေတော့ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာသူရှိတယ်အပုံစံမျိုးလေးပေါ့နော်ဆိုတော့ဒီမှာဆိုရတာအရင်မိုက်တယ်ဆိုတာ chorus မှာသူဆိုရတာဒီရင်ခုန်တဲ့များသူကဒီ falsetto နဲ့ဆိုရတာမဟုတ်ဘူးねခုနကကျွန်တော်ပြောသမျိုးရင်ခုန်တဲ့များသူရဲ့ဒီလေချောင်းကောင်းတွေကဒီ falsetto ကိုမရောက်ပဲနဲ့ဒီ airy ဖြစ်တဲ့ပုံစံမျိုးနဲ့ဆိုတာလေလို့ကျွန်တော်ထင်တယ်အဲ့ဒီဟာကအဲ့ဒီအတန်ကလောက emotional ဖြစ်ပြီးတော့ဒီတချင်းကိုဟတ်ထိစီတဲ့အတန်မျိုးဖြစ်နေတာပေါ့နော်နောက်တစ်ခုကသူချက်ချူကဒါ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 အဲ့မှာသူချိုးရတာကျွန်တော်အထင်ပြောရမယ်ဆိုလို့ရှိရင် flat winner ထင်တယ်เนาะဆိုတော့ဒီကျွန်တော်ကအဲ့လိုမျိုးတချင်းတဲ့ပုံမှာဆိုလို့ရှိရင်အမျိုး flat တွေ minor တွေဒီချိုးရတယ်ဆိုလို့ရှိရင်ကျွန်တော်အရန်သဘောကျတာပေါ့နော်7နေပေါ့နော်ပြော fret တွေ minor တွေ7နေချိုးရရင်ကျွန်တော်အရန်သဘောကျတယ်ဆိုတော့တချင်းကဘယ်လိုပြောမလဲကြည်နူးစရာဖြစ်စီတဲ့ပုံစံမျိုးလို့ကျွန်တော်ထင်တယ်လွန်ဆွေးစရာကောင်းတယ်ဆိုလို့ရှိရင်လည်းလွန်ဆွေးစရာကောင်းတဲ့ပုံစံမျိုးဖြစ်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီခေါက်ကိုကျွန်တော်တို့သုံးတယ်ဆိုလို့ရှိရင်ပြောတာပေါ့နော်ဆိုတော့မိုက်တယ်ဒီမှာပဲကြည့်ဒရမာကိုကြည့်တဲ့ဒရမာလုံးဝ freestyle နဲ့ပဲမိုက်တယ်လူငယ် vibe လို့ရတယ်အပြည့်ရတယ်အဲ့ဒီနေရာပုံစံပြောင်းရလားdrum back ပြောင်းသွားတာကြည့်မယ်နော်ဆိုတော့ hand တဲ့တချင်းနာမည်ကဆိုတော့ vocal ငထက် guitar တီဟာနိုင်ဂီတာကနောက်ဂီတာတယောက်ပါသေးတယ်ကျွန်တော်ရဲချင်းသူရ bass ကလင်းပြည့်စုံ drum ကစောကြီးကွန်ပိုဇာငထက်ပဲ line race လင်းပြည့်စုံ mixing master တီဟာနိုင်ဂီတာသမားက mixing mastering လုပ်ပြီးတယ် director audi ဒီ music MV2 boat logo လုပ်ပြီးတာဒီငထက်ပဲပေါ့နော် editor NM တဲ့ game camera operator camera operator AM တဲ့ဆိုတော့အော်ဒီသချင်းကတော့ကျွန်တော်ကြိုက်တယ်ထဲမှာပါတယ်ကျွန်တော်ကဒီလိုပုံစံမျိုးကိုကြိုက်တယ်ဒီသချင်းရဲ့ပုံစံက alternative rock back ကိုသွားတယ်လို့ကျွန်တော်ထင်တယ်pop rock back ကိုလည်းနည်းနည်းပါမယ်လို့ကျွန်တော်ထင်တာပေါ့နော်ဆိုတော့ဒါကျွန်တော် opinion ပေါ့နော်ဗီဒီယိုကြည့်နေတဲ့ဆရာကြီးတွေရှိတယ်ဆိုလို့ရှိရင်လည်း comment ထဲမှာဝင်ပြီးတော့ comment ပေးလို့ရပါတယ်ဆိုတော့ okay ကျွန်တော်တို့တစ်ပုတ်လုံးကျွန်တော်အနေငယ်ခြုံကြည့်မယ်ဗျာအဖုတ်ကြည့်မယ်တချင်းဘိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်တော့တချင်းဘိုင်းရဲ့ဆက်စချင်းသူခေါ်တဲ့ပုံစံလေးကလာတယ်မူရီဖြစ်တယ်
မူဒီဖြစ်တဲ့ emotional ဖြစ်တဲ့အတန်နဲ့သူခေါ်လာတယ်ခေါ်လာပြီးတော့တပုတ်လုံးမှာကွာပြောမဆိုလို့ရှိရင်ကျွန်တော်ဆိုဒီတချင်းကိုကျွန်တော်ဆိုမယ်ဟိတ်ဆိုလို့ရှိရင်တော့ကျွန်တော်ကအပြည့်ပဲអော်မှာပဲ airy style နဲ့ကျွန်တော်ဆိုမယ်လို့ကျွန်တော်ဘယ်တော့မှကျွန်တော်မစင်စားမိဘာလို့ဆိုတော့ तू ကဒီမှာ airy style နဲ့ तू ဆိုသွားတာတွေ့လားအဲ့တခုရဲ့ chorus မှာဆိုလို့ရှိရင်လေ तू ကဒီမှာတနေရှာအဲ့ဒီပုံစံလေးမိုက်တယ်ကျွန်တော်ကြိုက်တယ်ကျွန်တော်အဲ့ဒီပုံစံမျိုးကျွန်တော်ကြိုက်တယ်နောက်ပြီးတော့ music arrangement လည်းမိုက်တယ် arrangement လည်းမိုက်တယ်ဆိုတာခုနကဆိုလို့ရှိရင် तू တစ်ချက် तू ညင်သွားတယ်ဆိုတာဒီ chorus ပြန်ခေါ်ဖို့အတွက်ကို तू ပြန်ညင်သွားပြီးတော့အဲ့ဒီမှာအဲ့ဒါပြီးတော့ကျွန်တော် drum ကဆက်ပြီးတော့ဝင်လာ drum ဝင်ပြီးမှဆက်ပြီးတော့သူအကုန်ပြန်ဝင်တယ်ဝင်ပြီးမှပဲနောက်ဆုံးမှာဆိုလို့ရှိရင်သူရဲ့ drum pattern ပြောင်းသွားတာဒူဆိုပြီးတော့ကျွန်တော်ထင်တာပေါ့နော်ဆိုတော့အဲ့ပြောင်းသွားတယ်ဒီတချင်းတစ်ပုတ်လုံးကအရန်မိုက်တယ်နောက်တစ်ခုကဒီ vocal ကတော့သူ့တစ်ပုတ်လုံးသူ့ဒီ vocal design နဲ့သူဆိုသွားတယ် rock တော်တော်များများဆိုတယ်ဆိုလို့ရှိရင်ကျွန်တော်ကြမ်းနေမှအတန်ပြဲနေမှအတန်မြင့်နေမှဆိုတာမျိုးမဟုတ်ပဲね तू က falsetto နဲ့ဒီfalsetto နဲ့ဒီ chest voice နဲ့ဂျားတွေက half voice လည်းမရောက်ဘူး तू ဟာ airy ဆိုတာဒီကျွန်တော်တို့ဒီလေဂျားတဲ့လေနဲ့ဒီအတူတူအတန်နဲ့ तू ထွက်လာတဲ့ပုံစံမျိုးဗျာကျွန်တော်သူအဲ့လိုမျိုးသူဆိုသွားကျွန်တော်တွေ့တယ်ဆရာကြီးတော့မဟုတ်ပါဘူးဆိုတော့ဒါ analyze နည်းနည်းလုပ်ကြည့်တယ်တပုတ်လောက်ကကျွန်တော်ကြိုက်တယ်ကျွန်တော်သူ့သဘောကျတယ်ပြီးတော့လူငယ်ဆိုတဲ့အတိုင်းပဲသူတို့အားလုံးလုံးဝလူငယ် vibe ထွက်တယ်လုံးဝမလေးပင်နေဘူးအကုန်လုံးကမြူးကြွားနေတယ်ဂီတာသမားဆိုလို့ရှိရင်ဂီတာသမား site ကလုံးဝရှိန်နေတာမျိုးလည်းမရှိဘူးလုံးဝအလွင့်နောက်တစ်ခုကကျွန်တော်အထင်သူတို့ထိုင်းမှာရိုက်တာဖြစ်မယ်နော်သူ့တချင်းပုံစံကကျွန်တော်တို့ထိုင်း hard rock တပုတ်နဲ့နည်းနည်းဆင်တာ arrangement တွေနည်းနည်းဟိုတူတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့ကွဲတယ်ဒါ rock ကွဲတာ sexy ဆိုတဲ့ချင်းတပုတ်နဲ့ဒီပုံစံလေးနည်းနည်းဆင်တယ်လို့ကျွန်တော်ထင်တာပေါ့နော်ဒါပေမဲ့ပုံစံဆိုတာဒီထိုင်းတချင်းပုံစံမျိုးပေါက်တယ်ပေါ့နော်ဒါကျွန်တော်အမြင်ပေါ့နော် time rock ပုံစံမျိုးပေါက်တယ်လို့ကျွန်တော်မြင်တယ်နောက်တစ်ခုက MV ကြည့်မယ်ဆိုလို့ရှိရင် MV ကဒီခန်းထဲမှာပဲရိုက်ထားတယ်ဒီခန်းထဲမှာပဲဟိုသူတို့ရဲ့ဒီ performance နဲ့ပဲသွားတယ်နော် performance နဲ့ပဲသွား drum လဲဆို drum guitar လဲဆို guitar နောက်ပြီးတော့ကျွန်တော်တို့ဒီ bass လဲဆို bass မှာတော့ rock ပုံစံပူထွက်တာပေါ့နော်vocal သမားကလည်းစေကျော်သက်မလီတဲ့ဒီအသေးဆွဲပုံစံမျိုးဖြစ်မဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်အရန်ကြိုက်တယ်ဒီချင်းကကျွန်တော်တို့ဘာ vibe ကိုပြီးလဲဆိုတော့ကြည်နူးမှုကိုပြီးတယ်ဒီငငယ်ကကျွန်တော်တို့ငငယ်ကပေါ့နော်ကျွန်တော်တို့ဒီကျောင်းနေဖို့တငယ်ချင်းမလေးတယောက်ကိုကျွန်တော်တို့ဖွင့်ပြောဖို့အတွက်မဝတ်မရဲတဲ့ပုံစံမျိုးကိုသူရေးထားတယ်လို့ကျွန်တော်ထင်တယ်စိတ်ကူးရင်ပြီးတော့ပြောချင်တာပေါ့နော်ကျွန်တော်ပြောချင်တာသူစိတ်ကူးရင်ပြီးတော့ငါနောက်လိုက်ခဲ့တဲ့ဆိုလို့ရှိရင်အရန်ပျော်ရလိမ့်မယ်နင်ပျော်ရွှင်အောင်ငါအမြဲတမ်းငါစူးစမ်းပေးမယ်နင်ငိုနေနဲ့တော့နင်နာမှာငါအမြဲရှိတယ်ဆိုတဲ့ပုံစံမျိုးလေးဟိုသူရေးထားတာပေါ့နော်တခြား platform မှာသူကတချင်းတွေအများကြီးတင်ထားခြင်းလည်းတင်ထားမှာပေါ့နော်ကျွန်တော်ဒီအခုကျွန်တော်တွေ့တဲ့ဒီ YouTube ထဲမှာဆိုလို့ရှိရင်တော့သူတင်ထားတဲ့တချင်းကနှစ်ပုတ်တော့အဲ့လိုပဲရှိတာပေါ့နော်ဒီလူငယ် team တွေကိုလေကျွန်တော် sporting ပေးတယ်လို့ကျွန်တော်ထင်တော့မဟုတ်ကျွန်တော် sporting ကိုပေးရမှာဘာလို့ဆိုတော့နောက်ပိုင်းမှာကျွန်တော်တို့ rock generation တွေကနည်းနည်းလာဒီ rock band တွေအများကြီးကျွန်တော်တို့ထိလာတယ်ဆိုလို့ရှိရင်မတူတဲ့ taste တွေကိုကျွန်တော်အများကြီးကျွန်တော်တို့ရမှာပေါ့နော်မတူတဲ့အရာတွေကိုကျွန်တော်တို့အများကြီးမြည်ရမယ်ဒီလိုမျိုး idea ကောင်းတယ်ကျွန်တော်တို့ parmi ရှိတယ်နောက်ပြီးတော့ဒီလိုမျိုးတော်တဲ့ကျွန်တော်တို့တော်တဲ့လူငယ်တွေကိုကျွန်တော်တို့ပို့ပြီးတော့ sporting ပေးတဲ့နဲ့ channel နာမည်လည်းငါထက်ပဲ rock ချင်းတွေသဘောကျတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးကြည်နူးစရာကောင်းတဲ့ချင်းတွေသဘောကျတယ်ကျွန်တော်တို့ fan တွေအားလုံးကတော့ကျွန်တော်တို့ဒီဆိုတော့ကိုကျွန်တော်တို့သွားပြီးတော့ like subscribe လုပ်ပြီးတော့ကျွန်တော်တို့ sporting ပေးလို့ရတယ်ဘာလို့ဆိုတော့ music ဖန်တီးတဲ့အခါမှာအဲ့လိုမျိုးကျွန်တော်တို့အားပေးတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်ဖန်တီးရတာပို့ပြီးတော့အားရတာပေါ့နော်ဆိုတဲ့အတွက်ကြောင့်ပို့ပြီးတော့ sporting ပေးတဲ့နဲ့ဒီ 2 လည်းကျွန်တော်တို့ဒီထက်မကပို့ပြီးတော့အောင်မြင်ပါစေလို့ကျွန်တော်လည်းဆုတောင်းပေးပါတယ်ကျွန်တော်ဗီဒီယိုအစားနဲ့ဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် reaction video တွေဆက်ပြီးလုပ်နိုင်ဖို့အတွက်ကျွန်တော် channel ကို like and subscribe လုပ်ပြီးတော့ pin bell လုပ်ထားပေးပါအားလုံးကျေးဇူးတင်ပါတယ် bye bye